အဝတ်စားတွေဘယ်လောက်ပဲလဲစားဖို့ဝင်ကိုနေကြရင်ကြည့်ရတယ်လို့ဖြစ်နေတာဒါကကိုယ့်ရဲ့ body type နဲ့ဝတ်ဆင်ပုံမကိုက်ညီလို့ပါအကျဉ်းအပြင်မျိုးသားတွေမှာခန္ဓာကိုယ်ပုံစံ၅မျိုးရှိပါတယ်ဒါတွေက rectangle triangle inverted triangle oval နဲ့ trapezoid လိုပဲဖြစ်ပါတယ် rectangle စတုဂံပုံစံကိုလုံးနေရ shoulder နဲ့ waist ကတန်းနဲ့ကြီးမဟုတ် body shape မပေါ်တတ်ပါဘူးဒါကြောင့်အပေါ်ပိုင်းနဲ့အောက်ပိုင်းမှာဘောလုံးတိုးပြီးတော့ခါးလိုင်းကိုဖြတ်ပေးဖို့လိုပါတယ်ပထမဦးဆုံးအပေါ်ပိုင်းကို stretcher ရှိအောင်ပေးဖို့လိုပါတယ်ချင်းချက်ကလေသားချက်ကဒါမှမဟုတ် blazer တွေနဲ့ layer တွေလောက်ပါပခုံးပို့ခြင်းမြင်ရပြီးခါကိုပိုသေးသွားသလိုမျက်စိလှည့်စားမှုပေးနိုင်ပါတယ်ဒုတိယချက်ကတော့ skinny ပေါင်းမီယူရှောင်းပြီး straight fit relax fit ဒါမှမဟုတ် wireless band တွေကိုပြောင်းဝယ်ပါအထူးသဖြင့်ဘေးကပ်ပါတဲ့ကာကိုပေါင်းမီတွေကအောက်ပိုင်းကိုပေါ်လုံးပို့တိုးပေးလို့အလိုက်ဖက်ဆောင်ပါတတိယအချက်ကတော့ခါလိုက်သတ်မှတ်တာပါအင်ဂျီကိုပေါင်းမီတွေထည့်ဝစ်တဲ့ tucking in လောက်တာ contrast ဖြစ်တဲ့ခါပတ်ပတ်ပြီးရင်စတူကန်ပုံစံတန်းဖြစ်နေတာကို break လုပ်ပြီးလို့အချိုးစားပုံပေါ်လာစေပါတယ်နောက်ဆုံးချက်ကတော့ရမ်းပွားတာတွေနဲ့ရမ်းချက်တာတွေကိုရှောင်ပေးပါ triangle ကျွေးကံပုံစံကိုလုံးနေရပခုံးချင်းပြီးတော့အောက်ပိုင်းတင်ပစုံကားတတ်ပါတယ်ဒါကြောင့်အဓိကတော့ချက်ကကျင်းနေရဲ့ပေါ်ပိုင်းကိုဘောလုံးတိုးပြီးပြီးတော့ကြီးနေရဲ့အောက်ပိုင်းကိုတော့ရိုးရှင်းအောင်ပြန်ထိပ်ပေးဖို့ပါပဲပထမဆုံးကတော့ stretcher ရှိရဲ့ body တွေဝတ်ဖို့ပါပဲပခုံးအောင်ပုံပေါ်ပြီးရဲ့ဂျင်းချက်ကတွေပုံမှန်ချက်ကတွေဒါမှမဟုတ် blazer တွေကိုထပ်ဝတ်ပေးဖို့ပါဒါအပေါ်ပိုင်းကိုချက်ချင်းကြီးသွားစေပြီး V-shape ပုံစံမျိုးထွက်လာစေပါတယ်ဒုတိယချက်ကတော့အပေါ်အင်းကြီးကိုရောင်လင်းလင်းဝတ်ပြီးအောက်ပိုင်းကိုရောင်ရင်းဝတ်ပါဒါအမြင်အရုံပေါ်ပိုင်းစီပဲဆွဲခေါ်သွားမှာပါတောင်လိုက်ဆင်းပါတာတွေဝတ်ရင်လည်းကိုယ်လုံးပူရှည်ပြီးထွက်သွားစေပါတယ်နောက်ဆုံးချက်ကတော့ skinny slim fit ဘောင်းမီတွေကိုတက်နိုင်သောရှောင်းမှာအောက်ပိုင်းသားကက်တွေတင်ပစုံကားတာပိုတိတာလေးပါပဲဒီအစား straight fit ဒါမှမဟုတ်ခပ်ပေါ်ဘောင်းမီတွေကိုဝတ်ပြီးရင်ကိုယ်လုံး balance နေပြီးစမက်ကျသွားစေမှာပါinverted triangle ဆိုတာပခုံးနဲ့ရေရုပ်ကကျပြီးခါသိနေတဲ့ V-shape ကိုလုံးမျိုးပါဒါတကယ်ကိုကျင်းဆော့ထားသလိုရကြပြီးသားတဲ့အမိုက်သားရှိပါအပေါ်ပိုင်းကသဘာဝတိုင်းဘောလုံးရှိပြီးသားဖြစ်လို့အပေါ်ပိုင်းသိစိတ်ပူစရာမလိုပါဘူးအောက်ပိုင်းဝတ်စိတ်ပုံတွေကိုအဓိက view side ပြီးပို့လိုတာပါဒါကြောင့်ရေးကြီးဆုံးအနေနဲ့ no skinny ခြင်းမှာအောက်ပိုင်းရေးစစ်တာတွေဝင်ရင်အပေါ်ပိုင်းပုံပြီးကြီးမှသလိုဖြစ်နေလိမ့်ပါမယ်အပေါ်နဲ့အောက် balance များအောင်အောက်ပိုင်းကိုဘောလုံးရှိစေမယ့် straight fit wireless band ဒါမှမဟုတ် cargo band တွေကိုပြောင်းဝတ်ပေးပါနောက်ဆုံးချက်ကတော့အပေါ်ပိုင်းကိုအရောင်ရေးဝတ်ပြီးအောက်ပိုင်းကိုအရောင်လင်းလေးတွဲဝတ်ပြီးပါဒါကအမြင်ရ focus ကိုအောက်ပိုင်းစီဆွဲခေါ်သွားပြီးဒီကိုယ်လုံး style ကြနဲ့ balance ဖြစ်ဆုံးဖြစ်ပါစေမှာပါဟိုပဲရှိဘဲဥပုံစံကိုလုံးရှိရဲ့လူတွေကဘိုင်ပန်းပြီးပခုံးချင်းတဲ့အတွက်ဘိုက်ကိုဖြောက်ပြီးရှိရှိသွက်သွက်ဖြစ်အောင်မျက်စိလဲစားပုံနဲ့ပခုံးကျအောင်လုပ်ဖို့ပါပဲအဲဒါကြောင့်ရမ်းပွားတာတွေရမ်းချက်တာတွေရှောင်ပြီးကိုယ်နဲ့ quality regular fit တွေကိုပဲရွေးချယ်ပေးဖို့လိုပါတယ်ပထမဆုံးကတော့ဘေးတိုက်ဆင်းတွေကိုလုံးဝရှောင်ပြီးတောင်းလိုက်ဆင်းတွေကိုပဲရွေးပါအဲ့ဒီသားပြောတာမျိုးမဟုတ်ပဲဗမီကက်ပုံချတောင်းနေတဲ့အသားမျိုးတွေကိုရွေးဝတ်ပြီးပါဒုတိယချက်ကတော့အပေါ်ထက်တွေဝတ်ပေးပါ t-shirt ပေါ်ကနေ over shirt ထားမှမဟုတ် jacket တစ်ထည်ကိုဝတ်ပြီးရင်ဘေးကကြည့်ရင်ဘိုက်ဖောင်းတာဖုံးပြီးကိုယ်လုံးချက်ချင်းထွက်သွားစေပါတယ်တတိယချက်ကတော့လေဝိုင်းနေတဲ့ v-neck t-shirt ထားမှမဟုတ် polo shirt တွေကိုဝတ်ပေးပါဒါလေဘင်းကိုပိုရှိစီပြီးမျက်နှာကိုပိုသွဲသွားစေပါတယ်နောက်ဆုံးချက်ကအောက်ရဲရှုရဲ့ဘောင်းမီပုံစံမျိုးရှောင်ပြီး straight fit ဒါမှမဟုတ် regular fit ကိုရွေးပါဒီကိုယ်လုံး monochrome outfit ပုံစံမျိုးဝတ်ပေးရင်လည်းပုံပိန်ပြီးရဲပိုရှိစေပါတယ် trapezoid ခန္ဓာကိုယ်ရှိရဲ့လူတွေကဘိုက်ပူတာပခုံးချင်းတာတွေစိတ်ပူစရာမလိုပဲဝတ်စားဝတ်ရလွယ်ကူဆုံးဖြစ်ပါတယ် fashion လောကမှာတော့ဒါအချိုးစားမျှတဆုံးကိုလုံးပါဒါပေမဲ့ကိုယ့်ရဲ့ perfect ဖြစ်နေတဲ့ proportion ကိုပြတ်မသွားအောင်ထိန်းဖို့လိုအပ်ပါတယ်ပထမဆုံးကတော့ရှိပြီးသားပခုံးကျယ်ကိုပိုပေါ်လင်းစေဖို့ slim fit ဒါမှမဟုတ် tailor fit ကိုဦးစားပေးပါပိုစမတ်ကြပြီးရရှိစေမဲ့ downline အဆင်းတွေကိုယူဝတ်ပေးပါတတိထားမှာတော့ခန္ဓာကိုယ်ချိုးစားကိုဖျက်သွားစေမဲ့ရမ်းပွားတဲ့ပကီတွေနဲ့ရမ်းချက်တဲ့ skinny တွေကိုရှောင်ပြီးဖို့ပါဒီခန္ဓာကိုယ်ချိုးစားရှိရဲ့လူကဘာဝဲလိုက်ဖက်တဲ့အတွက် try မျိုးစုံကိုလွယ်လွယ်လပ် try ကြည့်လို့ရပါတယ်။အခုဆိုရင်တော့ body type 5မျိုးလုံးအပြည့်စုံပြောပြလို့ပြီးသွားပြီဖြစ်တဲ့အတွက်ကိုယ် body နဲ့ live match time ကိုတည်ပြီး smart ကြဝင်နိုင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ဒါပေမဲ့အားလုံးထက်ရေးကြီးဆုံးကဘာဝဲကိုယ် confidence ရှိဖို့ပဲဖြစ်ပါတယ်။ဒီဗီဒီယိုကဒီလောက်ပါပဲ။နောက်ဗီဒီယိုကြမှာပြန်တွေ့ကြပါမယ်။